စာရောင်ပြန်အချိန်တန်ရင်ကျွန်တော်တို့ခေါ်အုပ်စုဟာလမ်းတော်လေးတစ်ခုစီရောက်လာကြပါတယ်လမ်းလေးကဦးလေးကြီးဟာကျွန်တော်တို့ကိုနေတိုင်းအဆောင်ကျွေးပါတယ်လာကြဟေးပြောင်းမှုပြုတ်တော်ဟာကြီးလာစားလိုက်ပါဦးစေတနာကောင်းတဲ့ဦးလေးကြီးဟာပြောင်းမှုစီကိုပြုတ်ပြီးကျွေးပါတယ်ပြောင်းမှုပြုတ်စားရတာမစတဲ့ကိုရှော့ခနဲ့ပဲကွာအေးကွာဦးလေးကြီးချမ်းပါပါစေဦးလေးကြီးကကျွန်တော်တို့ကိုချစ်ပါတယ်။အိုးမင်းချီတော့မှဒဏ်ရာရနေတာပဲ။ကျွတ်အစာကျွေးရုံနဲ့မကဒဏ်ရာရရင်လေစီးခုပေးတယ်။တကယ်တော့ဦးလေးကြီးဟာကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပါ။နေ့စဉ်ဦးလေးကြီးအလုပ်သွားတာကိုကျွန်တော်တို့မြင်နေရတယ်။ဦးလေးကြီးကမွေးငါးဘက်လိုက်ရောက်လာပါ။မနက်တိုင်းမုတ်ဖက်တွေကိုစပိန်နောက်မှာတင်ပြီးဖောက်တဲ့ဆိုင်တွေကြီးကိုပို့ပေးရပါတယ်။ရေးကပြန်လာရင်ကျွန်တော်တို့ကိုအစာကျွေးပါတယ်။ကူဟေးလာကြခိုးလေးတွေလာကြအစားလာစားမယ်ဒီနေ့ဦးလေးကြီးဈေးသွားတာစပိန်ကရန်တိရိုင်နိုင်ဖြစ်နေတယ်ဦးလေးကြီးကြည့်ရတာနေမကောင်းတဲ့ပုံပဲလက်ကြည့်အောင်အေးကွလမ်းတဲ့နေရာရောက်အချိန်နဲ့မောင်းလာတဲ့ကားတစ်စီးကိုတွေ့ရတယ်ဒီတိုင်းဆိုဦးလေးကြီးစပိန်ကိုဝင်တိုင်းပြီးတော့မယ်အဲ့ဒီအချိန်မှာကျွန်တော်ကကားထဲဝင်ပြီးကားမောင်းတဲ့လူကိုတိုက်ချလိုက်တယ်ဒီခိုးဒီတော့မှာပဲကားဘရိတ်အုပ်လိုက်တဲ့အချိန်ကြောင့်ဦးလေးကြီးဟာလန့်ပြီးကားရှိမှာပဲလဲကျသွားပါတယ်။ဟာဘဝင်းရလူတွေပြေးလာကြတယ်။မုတ်ဖက်ရောင်းတဲ့ဦးလေးကြီးကွာဟင်းဦးလေးဘာမှမဖြစ်ပါဘူး။ရုတ်တရက်မူပြီးလဲတော့တာပါ။ကျွန်တော်အချိန်မီဘရိတ်နင်းလိုက်လို့မတိုက်မိတာဗျ။ဟုတ်ပါတယ်။ကျေးဇူးပါကွာ။ကျွန်တော်ကိုကျေးဇူးမတင်နဲ့။ဟောဟိုကခိုးလေးတွေကိုကျေးဇူးတင်နေဗျ။တို့တတိပေးလို့လားကျွန်တော်အချိန်မီ break နည်းလိုက်မိတာပါဦးလေးကြီးအိမ်ကိုတို့လိုက်ပို့ပေးကြတယ်ကျွန်တော်တို့ကကျေးဇူးရှိတဲ့ဦးလေးကြီးရဲ့အသက်ကိုကဲတင်ပေးပြီးကျေးဇူးဆက်နိုင်ခဲ့ပါပြီရမရမကြမီမှာတော့ဦးလေးကြီးဟာကျွန်တော်တို့ကြိုက်တဲ့ပြောင်းမှုပြုတ်တွေနဲ့အစာကျွေးပြန်ပါတော့တယ်